ဆရာသမားကနေပြီးတော့မှထိုင်းကိုရောက်လာတော့ဒီအကြောင်းကိုသွားမယ်ဆိုတော့စစ်တီဗီကြီးရောတိုင်အောင်မလားလိုက်တတိနဲ့လိုက်ပေးလာရင်ကနေဒီနေ့မှာကော့စမတ်ကျွန်းဆိုတဲ့ဟာကိုသူဆရာသမားရဲ့တကယ်ချင်းကနေပြီးမှလိုက်ပို့ပဲအဲ့တော့ရှုခင်းနေကြည့်တယ်အရန်ကိုတာရတယ်ဒါဒီကော့စမတ်ကျွန်းကဟိုဘက်အလဲတဲ့တယ်မှာရှိတယ်ဟိုဘက်မှာကြီးအဲ့လိုဒါတော့ဦးစင်းရဲ့ဆရာသမားပါငါးကြော်ကြီးဒါဆရာသမားရဲ့တကယ်ချင်းဒါဆရာသမားတကယ်ချင်းရဟန်းမဒါကော့စမစ်ကျွန်းရဲ့ဟိုမြေပုံပေါ့နော်ဒီကကိုသူကဟောအဲ့ဒါသူရှင်းပြနေတာသူကအဲ့ဒီရတစ်ခုလုံးကိုအကုန်အနှံ့သွားမယ်ဆိုလို့ရှိရင်တဲ့2000ပေးရမယ်ကားနဲ့သွားမယ်ဆိုလို့ရှိရင်အကုန်လုံးမဟုတ်ဘဲနဲ့တော့ဟိုကလောက်ပဲသွားမယ်ဆိုလို့ရှိရင်လက်ရွေးစင်နေပဲသွားမယ်ဆိုလို့ရှိရင်2000ပေါ့ဗတ်2000ပဲပေးရမယ်လို့ပြောဟာ1000နဲ့အဲ့ဒါလိုအပ်တဲ့အဓိကကြားတဲ့ဟောတူတစ်ခွာလေးတွေပေါ့နော်အဲ့ဒါလေးကိုတော့ဘာလဲခါရတော့ဘုရားအချင်းမရဘူးကျွန်းရဲ့တော့ဘက်ပဲတော့ဘက်ကိုလဲမှာသူပြောတဲ့အတိုင်းမှာဟိုကဦးဇင်းတို့ကကော့စမစ်ကျွန်းကိုသွားမှာကားနဲ့သွားမှာခုနကဦးဇင်းကခြေချင်နဲ့သွားမယ်ထင်တယ်ဒီဘက်ကလေးတစ်ချက်တော့ရိုက်လိုက်ဟိုဘက်အစားလေးဘက်စုံလုံးကြီးဟုတ်လေဟုတ်တယ်ဒီဘက်စုံလုံးကြီးကခြေချင်သွားမယ်ထင်တယ်အဲ့လိုပြောတာဘယ်ကျွန်းကြီးတော့မဟုတ်ဘူးဒီမှာဒီဘုံနဲ့ဆက်ရိုက်ရဆက်ဒီဘုံနဲ့စီးရမှာဟုတ်ပဲပြလိုက်ဟုတ်ဒီမှာတော့သွားမယ်တော့ရောက်ရှိတယ်ပေါ့နော်အစစ်စံပြားနဲ့စီးလာခဲ့ရတာနော်ဟိုတော့များတော့မှအများကြီးစီးရတယ်ဒီတစ်စီးကို30 50လောက်ရှိမလားပဲနော်ဦးစင်းတော့တစ်စီးတယ်ငါးပြလိုက်တယ်ဖုန်းငါးပြတာနေထားကိုကြည့်လိုက်ပါနေထားကိုကြည့်လိုက်အောင်လေနောက်ကြည့်လိုက်အောင်တက်တောင်းတက်တာတော့ဖြစ်ပါတယ်တက်တောင်းတက်တာနောက်တစ်ခါတော့ဦးစင်းမစီးကျင်တော့ပေါ်ရောက်ခုနကတော့စက်ကချက်ပို့ပြီးတော့မှဒီမှာဒီများနေတာကိုဒါလည်းကြီးသွားအဲ့လေလာတာများနေတယ်ပြင်ရတာလည်းဖြစ်